သုံးဝဲမင်္ဂလာပါအခုဒီ video မှာတော့ Europe ခီးစဉ် part 2ကိုအရင်မပြောခင်မှာဒီ Schengen visa ဆိုတာကဘာလဲဆိုတာကိုအရင်ဆုံးပြောပြချင်တာဖြစ်ပါတယ်ဒီ Schengen visa ကိုဘယ်သူတွေကရှောက်ခွင့်ရှိလဲ Schengen visa ကိုခီးစဉ်ပတ်ချင်တဲ့သူတွေတော်တော်များများကဒီ Schengen visa ကိုရှောက်တာဖြစ်ပါတယ်ဆိုတော့ Schengen visa ဆိုတာကဘာလဲဆိုတာအရင်ဆုံးပြောပြချင်ပါတယ်ဆိုတော့ Schengen visa ဆိုတာကသူကဒီ Europe နိုင်ငံမှာရှိတဲ့ Schengen zone ထဲမှာအဖွဲ့ဝင်နိုင်ငံပေါင်း29နိုင်ငံကိုဒီမျိုး open အနေနဲ့ဖွင့်ထားတော်လာလုပ်လို့ရတဲ့နိုင်ငံပေါင်း29နိုင်ငံဖြစ်ပါတယ်ဆိုတော့ဒီ29နိုင်ငံမှာပါတဲ့နိုင်ငံတွေကဒီလွတ်လပ်စွာခီးသွားလာခွင့်ရှိတာဖြစ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင် Germany, France, Netherlands, Italy, Spain ပြီးတော့ Switzerland တွေပါတယ်ပြီးတော့ Austria တွေပြီးတော့ Belgium တွေပြီးတော့ Denmark တွေပါတယ်ဆိုတော့စသည့်နိုင်ငံတွေပေါ့နော်29နိုင်ငံလုံးကိုပေါ့နော်ကိုကတွားချင်တယ်လို့ဒီ visa ရတာနဲ့တွားခွင့်ရှိတာဖြစ်ပါတယ်ခီးတွားချင်တဲ့သူတွေကဒီ Schengen visa ကိုလျှောက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီ Schengen visa ကိုဘယ်သူတွေလျှောက်တင်လဲဆိုတော့ကိုကခီးတွားချင်တဲ့သူဆိုရင်ဒီ Schengen visa ကိုလျှောက်လို့ရတယ်ဥပမာကိုကလုပ်ငန်း business အနေနဲ့တွားမလားလျှောက်လို့ရတယ်ပြီးတော့ family visit အနေနဲ့တွားမလားပြီးတော့ဒီ study အနေနဲ့ training အနေနဲ့တွားမလားစသည်အရာနဲ့တွားလို့ရတာလည်းဖြစ်ပါတယ်ဒါကတော့ကိုကဒီမတွားခင်မှာပေါ့နော်15ရက်ကြိုတင်အနေနဲ့ရှောက်မလားဒါမှမဟုတ်ရင်ရက်ဒီလပေါင်း6လလောက်ကြိုတင်ပြီးတော့ preparation လုပ်ထားပြီးမှရှောက်ရင်လည်းရပါတယ်ဆိုတော့ကိုတွားချင်တဲ့အချိန်မှာတွားလို့ရတယ်ဒါပေမဲ့ကိုတွားချင်တဲ့အချိန်မတိုင်ခင်မှာအရင်ဆုံးရှောက်ရတာဖြစ်ပါတယ်ဆိုတော့ရှောက်တဲ့အခါမှာလည်းဘာတွေလိုအပ်လဲဆိုတော့passport လိုအပ်တာဖြစ်ပါတယ်ပြီးတော့ health insurance လိုအပ်တယ်ပြီးတော့ flight ticket အသွားပြန်လိုအပ်တယ်ပြီးတော့ဒီ hotel ပြီးတော့ကိုနေရမယ့်နေရာကိုဘယ်လိုမျိုးခီးကိုဘယ်လိုမျိုး plan ထားလဲအဲ့ဒီကအစသူတို့ကိုပြနိုင်တော့ပို့ပြီးတော့ကောင်းတာဖြစ်ပါတယ်ပြီးတော့ sponsorship ပြီးတော့ကိုသွားမဲ့သူရဲ့ bank account တွေလည်းလိုအပ်တာဖြစ်ပါတယ် visa ပေါ်မှာမူတည်ပြီးမှကြောက်နဲ့ကြောက်ရတော့ documents တွေကသူတို့တောင်းတဲ့အပေါ်မှာသူမှာတော့မဟုတ်ပါဘူးပေါ့နော်ဒါပေမဲ့ဒါကတော့ညီမရဲ့အမှုရဲ့ main documents တွေကိုညီမပြောပြပေးတော့တာဖြစ်ပါတယ်ဒီခုနပြောလိုက်တဲ့ဒီ sponsorship မှာဗာလဲပေါ့နော်ဒီ sponsorship ကအရေးကြီးတယ်ဘာလို့လဲဆိုတော့ညီမတို့ကညီမရဲ့အမေကို family visit အနေနဲ့ Schengen visa ကိုလျှောက်တဲ့အတွက်ကြောင့်ဒီ sponsorship မှာကိုယ့်ရဲ့သားသမီးတွေရဲ့အနေထိုင်တဲ့ဆိုင်လုပ်ငန်းနဲ့ဆိုင်တဲ့အရာတွေ documents တွေအကုန်လုံးပြည့်စုံလိုအပ်တာဖြစ်ပါတယ်ပြီးတော့သူတို့ရဲ့ passport တွေပြီးတော့သူတို့ရဲ့နေထိုင်တဲ့အိမ် address ပေါ့နော်အကုန်လုံးလိုအပ်တာဖြစ်ပါတယ်။ show money တွေပေါ့နော်ဘဏ်အကောင့်မှာ show money တွေလည်းလိုအပ်တယ်။ဒီကတော့ euro at least 1000လောက်ပေါ့နော်သူ့ကိုခေါ်ဖို့ရအတွက်လိုအပ်တာဖြစ်ပါတယ်။ဘာနဲ့မပြီးဘူးပေါ့နော် documents တွေကိုကစုံပြီးဆိုရင် visa လျှောက်တဲ့အခါမှာလည်း process ကမကြပါဘူးခဏလေးနဲ့ရတယ်။ညီမရဲ့အမေရဲ့ visa ဆိုရင်9ရက်အတွင်းမှာ visa ရတာဖြစ်ပါတယ်။ဆိုတော့သူက visa ကတယောက်နဲ့တယောက်ကြာချိန်လည်းပြန်ပြီးတော့မတူဘူး။ဒီ visa ကိုဘယ်သူတွေကရနိုင်ချေပို့ပြီးတော့များလဲဆိုတော့ကိုနိုင်ငံကိုပြန်မြန်မာနိုင်ငံသူဆိုတော့မြန်မာနိုင်ငံကိုပြန်မဲ့တေချာတဲ့သူတွေဆိုရင်သူတို့ကဒီ visa ကိုပေးတာဖြစ်ပါတယ်ဆိုတော့ visa လျှောက်တဲ့ချိန်မှာကိုမှာရှိတဲ့ပိုင်ဆိုင်မှုတွေများပြနိုင်တယ်လေပတ်စံတွေများပြနိုင်တယ်ဒီ visa ကတော့ရနိုင်ချေပို့ပြီးတော့များတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေက Europe နိုင်ငံကိုလာတာနဲ့ပေါ့နော်သူတို့နိုင်ငံမှာလာမီခိုမှာကိုသူတို့အញ្ញမ်းကြောက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကိုက Schengen အနေနဲ့လာပြီးတော့တခါတည်းဒီမှာပေါ့နော်တခါတည်းဒီမှာရောက်လာမှတခါတည်းခီးသွားတဲ့ပုံစံမဟုတ်ဘဲနဲ့တခြားနီလာနေလုံးမယ်အရာကိုသူတို့ကြောက်တဲ့အတွက်ကြောင့်သူတို့အဲ့လိုမျိုးဆိုရင်သူတို့မကြိုက်ပါဘူးအဲ့လိုမျိုးဆိုရင်ကဗီဇာရတဲ့ chance လည်းနည်းမှာဖြစ်ပါတယ်ဆိုတော့ကိုကမြန်မာနိုင်ငံကိုပြန်လဲပြီးတော့ပြန်မဲ့အကြောင်းခိုင်လုံပြမယ်ဆိုရင်တော့ဗီဇာကရနိုင်ချေများပါတယ်Schengen visa ရရတယ်မပြီးသွားပါဘူးအခုမှစမှာပေါ့နော်ဆိုတော့ Schengen visa ရပြီဆိုတာနဲ့ခီးသွားရမယ့် trip တွေ plan ရတော့မှာပေါ့နော်ဘယ်လိုမျိုးအချိန်မှာသွားတာအကောင်းဆုံးလဲဆိုတာကိုပြောပြပေးသွားမယ်ယူရိုခီးကိုသွားမယ်ဆိုရင်ကတော့ဒီ Schengen visa ရရတဲ့ကတော့ယူရိုခီးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီယူရိုခီးကိုသွားမယ်ဆိုရင်အကောင်းဆုံးအချိန်ကတော့ကိုသွားမယ့်နိုင်ငံပေါ်မှာမူတည်ပါတယ်ဆိုတော့ဘယ်လိုမျိုးအချိန်မှာဟိုသွားချင်လဲကိုကအေးရဲ့အချိန်ကြိုက်လားပူတဲ့အချိန်ကိုကြိုက်လားဆိုတော့ကိုယ့်အပေါ်မှာမူတည်ရဲဒီ Europe မှာကတော်တော်များများကဒီနွေရာသီမှာကအရင်နေလို့ကောင်းတယ်ဆောင်းတွင်းမှာအရန်အေးတဲ့အတွက်ကြောင့်တော်တော်များများကနွေရာသီမှာခီးလာတဲ့သူရမ်းများပါတယ်
ကိုကဥမာအဖြစ်နေဒါလန်ကိုတွားချင်တယ်ဆိုရင်မတ်လနဲ့မေလမှာနေဒါလန်ကအကောင်းဆုံးပေါ့နော်ဘာလို့လဲဆိုသူတို့ရဲ့ပန်းနေရမ်းပွင့်တဲ့အချိန်ကတော့အဲ့အချိန်မှာပွင့်တဲ့အတွက်ကြောင့်အဲ့အချိန်မှာတွားရင်ကတော့လမှာဖြစ်ပါတယ်ဆိုတော့ကိုကဘယ်နိုင်ငံကိုတွားချင်လဲပေါ့နော်ဆွစ်ဇာလန်တွားမယ်ဆိုရင်ဆောင်းတွင်းအချိန်မှာတွားရင်ကတော့ဘာရှုခင်းမှမြင်ရမှာမဟုတ်ဘူးနင်းနေနဲ့ဖုံးနေမှာပါတေးချတယ်ပေါ့နော်ဆိုတော့ကိုကဆွစ်ဇာလန်ကိုတွားချင်တယ်ဆိုရင်အကောင်းဆုံးအချိန်ကနွေရာသီအဲ့လိုမျိုးပေါ့နော်ကိုကဘယ်အချိန်မှာတွားချင်လဲကို့ပေါ်မှာမူတည်တယ်ဒီညီမမြင်တွေ့ရတဲ့လောက်ပေါ့နော်ညီမတို့ကဒီဇွန်လမှာတွားတာဖြစ်ပါတယ်ဒီ6လပိုင်းမှာညီမတို့ခီးတွားတဲ့အချိန်မှာလူတွေကရမ်းများတယ် tourist တွေအရမ်းများတယ်ညီမတို့ဒီ Italy ပေါ့နော် Venice မှာတွားတဲ့အချိန်မှာတော့ညီမတို့ရဲ့ car parking ထားမဲ့နေရာတော့မရှိသလောက်ပဲပြီးတော့အရမ်းစိတ်ကြီးတယ်ပြီးတော့လူတွေလည်းအရမ်းများတဲ့အတွက်ကြောင့် tourist တွေလည်းအရမ်းများတဲ့အတွက်ကြောင့်ပြောမလဲကြောက်နေရတယ်ပေါ့နော်တကူကိုများလာဆွဲမလားဆိုပဲfeeling တွေလည်းဖြစ်တယ်ဘာလို့လဲဆိုတော့အရန်များတယ်။ဒါကြောင့်ဒီ Europe ကလူတွေတော်တော်များများလဲနွေရာသီမှာပဲခီးထွက်ကြတယ်။ပြီးတော့အလုပ်မှာလည်းအလုပ်ပိတ်ရက်ဆိုရင်အရင်ယူရခက်တယ်ဒီနွေရာသီမှာသူတို့ ਨੇ တိုက်အောင်ယူလို့မရအောင်နော်သူတို့ ਨੇ မတူတဲ့ရက်တွေယူရမယ်။အတွက်ကြောင့်သူတို့မယူတဲ့အချိန်မှာကိုရယူရတယ်။အဲ့လိုမျိုးကိုတွေလည်း wish ထားလို့ရတယ်။ဒါပေမဲ့ပြောရမယ်ဆိုရင်ကတော့ဒီနွေရာသီကတော့အကောင်းဆုံးအချိန်သူတို့ကတနစ်လုံးအရန်အေးတဲ့အတွက်ကြောင့်သူတို့တွေကဒီနွေရာသီအချိန်လေးမှာသူတို့အတွက်ကအရင်တန်ဖိုးရှိတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်ဒီယူရိုမာကနွေရာသီမှာခီးသွားကြတာများတယ်ဆိုတော့ကိုကဒီခီးသွားတဲ့သူများတဲ့အတွက်ကြောင့်ဈေးလေးပိုကြီးရယ်ပြီးတော့ဟိုတယ်ခါတွေလည်းခါတိုင်းထက်ပိုပြီးတော့ဈေးကြီးနေတာကိုလည်းတိတာတယ်ပေါ့နော်။ဘာဆွစ်ဇာလန်နိုင်ငံကိုကဆောင်းတွင်းမှာတွားချင်တယ်ပေါ့နော်။ဆောင်းတွင်းမှာတွားချင်တယ်ဆိုရင်ပုံမှန်တိုင်းနဲ့အရန်လာမှာတော့ဖြစ်ပါတယ်။အရန်တော့လာမှာဖြစ်ပါတယ်။ဖင်လန်လည်းအဲ့တိုင်းပဲပေါ့နော်။ဆောင်းတွင်းမှာအရန်လာတယ်နင်းနေတယ်ဆိုရင်ဒီဘယ်လိုပြောမလဲcompare လုပ်လို့မရအောင်ပြည့်လာတဲ့အရာတွေကတော်တော်လေးကိုလာတယ်ဒါပေမဲ့ရမ်းအေးတဲ့အတွက်ကြောင့်ဘလို့မှမနေနိုင်ဘူးအပြင်မှာနိုင်ဝက်ထက်ပို့ပြီးတော့ကောင်းကောင်းလေးမွေးထားလို့ဆိုမနေနိုင်ဘူးဘယ်လိုပြောမလဲဒီယူရိုပနိုင်ငံမှာဆောင်းတွင်းကတော့လက်ပုံမှာလာတယ်ဒါပေမဲ့အပြင်မှာတကယ်တမ်းရှောက်လေဖို့ဆိုတာကမဖြစ်နိုင်ဘူးဒါကြောင့်မို့ဒီနွေရာသီမှာတွားတာအကောင်းဆုံးဖြစ်ပါတယ်နွေရာသီမှာအခုချိန်ကတော့20ကနေ35ဒီဂရီလောက်ထိရှိတယ်ညီမတို့ဒီအီတလီသွားတော့ငါဆိုတော်တော်လေးပူတယ်ပေါ့နော်30ကျော်လောက်ရောက်သွားတယ်တော်တော်လေးပူတယ်ဒါတော့မှဂျွန်လမှာသွားတာတော်တော်လေးပူတယ်ဆိုတော့ကိုကဘေးချိန်မှာသွားချင်တယ်ဒီဗီဇာမလျှောက်ခင်မှာလည်းဒီရာသီဥတုတွေချိန်ပြီးမှသွားတာအကောင်းဆုံးလို့မြင်တယ်ဘာလို့လဲဆိုတော့ရာသီဥတုမကြည့်ဘဲနဲ့သွားမယ်ဆိုရင်ကတော့မိတ်ဆွေတို့ plan ထားတဲ့အတိုင်းတော့မဖြစ်ဘူးပေါ့နော်ပူရဲဆိုရင်အဆင်မပြေဘူးပေါ့နော်အဲ့ဒါလေးပြောပြချင်တယ်ပြီးတော့ဗီဇာလျှောက်တာဘယ်လောက်ကုန်မလဲပေါ့နော်ဒါလည်းတော်တော်များများညီမတို့လာနေကြတယ်ဆိုတော့ဒီရှင်ကန်ဗီဇာကတော့6တာကဈေးမကြီးဘူးပေါ့နော်ဒီ application ဖတ်တာကတော့လူကြီးတွေရဲ့ဈေးလုံးလည်းမတူဘူးပေါ့နော်ဒါလူကြီးဆိုရင်ကယူ90ပေးရတယ်ဆိုတော့ဒီ application ဟိုကတော့ဈေးမကြီးဘူးဒါပေမဲ့ဈေးကြီးတာကခရီးသွားဈေးရယ်ဟိုတယ်ဈေးရယ်ပြီးတော့ flight ticket အသွားအပြန်တွေရယ်ပြီးတော့ကိုသွားမဲ့အတုံးဈေးတွေရယ်ပြီးတော့ကိုစားမဲ့အစားအသောက်တွေမှာမူတည်ပြီးမှဈေးကတော့ကွာသွားမှာဖြစ်ပါတယ်ကိုကဘယ်လိုမျိုးဟိုတယ်မှာတဲချင်လဲပေါ့နော်ဆွစ်ဇာလန်မှာဆိုရင်အနည်းဆုံးကတော့ဒီဟိုတယ်ဈေးတွေကအနည်းဆုံးဒေါ်လာပေါ့နော်200ကျော်ကနေ300ကျအဲ့ဒါတော့က standard အခန်းနေပဲရမှာပေါ့နော်တော်တော်လေးဈေးကြီးရယ်ဒါကြောင့်ကိုကဘယ်လိုမျိုးပတ်စံများရှိလေခီးသွားတဲ့ trip ကတော့ကောင်းလေဖြစ်မှာဖြစ်ပါတယ်ဆိုတော့ညီမတို့က budget set အနေနဲ့တွားခဲ့တာဖြစ်ပါတယ်ညီမတို့တွားတဲ့ချိန်မှာတော့ဒီဈေးလုံးအတင့်တော်ဆုံးဆိုင်ဘယ်လိုပြောမလဲဟိုတယ်ပဲငားပါတာဖြစ်ပါတယ်ပြီးတော့ချက်စားလို့ရတဲ့နေရာအဓိကတွေညီမတို့ငားသွားတာဖြစ်ပါတယ်ဆိုတော့မြန်မာပတ်စံတွေတွက်ပေးရမယ်ဆိုရင်တယောက်ကိုမကုန်ဘူးဆိုရင်တော့မှ300နဲ့400ကြားကိုဒီတယောက်ရဲ့ခီးစိတ်ပေါ့နော်လေယာဉ်နဲ့တွားမယ်ဆိုရင်လောက်ကုန်နိုင်တယ်ဒါကတော့အရန်ကိုချွေတာတဲ့သူအတွက်ပြောတာဖြစ်ပါတယ်ကေလို့ကအရန်ကိုသုံးမယ်ဆိုရင်ကတော့ဒီထက်ပိုပြီးတော့ကုန်မှာဖြစ်ပါတယ်ပြီးတော့နောက်ဆုံးအနေနဲ့ဒီ Europe Kitchen Part 2ကိုညီမပြောပြရမယ်ဆိုရင်အရေးအကြီးဆုံးကတော့ညီမတို့ကကားနဲ့လာတဲ့အတွက်ကြောင့်ကားကတော့ညီမတို့အတွက်ကတော့အရေးအကြီးဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ညီမတို့ကကားပြတ်မယ်ဆိုရင်ဒီခီးစဉ်ကအရန်ကိုဒုက္ခရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ညီမတို့ကဒီကားကိုဒီဖနန်ကနေမထွက်ခင်မှာတော့အကိုကကောင်းကောင်းလေးပြင်ဆင်ခဲ့တယ်ကားကိုအကုန်လုံးဒီ workshop အရင်ပို့ခဲ့ရပေါ့နော်ပြောရမယ်ဆိုရင်သူ့ကိုဒီကားတွေworkshop အရင်ပို့ပြီးမှပြင်ဆရာရှိတာပြင်ပြီးမှအကုန်လဲဆရာရှိတာအကုန်လုံးလဲပြီးမှစတင်ပြီးတော့တွားခဲ့တာဖြစ်ပါတယ်ဒီခါမှာလည်းဘယ်လိုဖြည့်ရလဲလို့တချို့ရရေးထားတယ်ပေါ့နော်ဈေးတက်တာတဲ့နေရာဘယ်လိုတိမလဲဆိုတော့ညီမတို့ကဆိုင်တစ်ဆိုင်ကိုတွားလိုက်တာ
ငါစီဈေးနှုန်းကိုကြည့်ရပေါ့နော်တခါလည်းမဖြည့်ပါဘူးဒီကဈေးနှုန်းကြည့်ထားပါနောက်တစ်ဆိုင်ကိုပြန်သွားတဲ့အခါမှာဈေးနှုန်းကွာနေတာတွေ့ဖြည့်လိုက်တာဖြစ်ပါတယ်ဆိုတော့တစ်ဆိုင်နဲ့တစ်ဆိုင်တစ်မျိုးနဲ့တစ်မျိုးတောင်မှဈေးနှုန်းအများကွာဖြစ်ပါတယ်အရေးကြီးဆုံးကတော့ဒီကားမောင်းတဲ့အချိန်မှာကမြေပုံကြည့်တတ်ဖို့ကအရင်ရေးကြီးတယ်ဆိုတော့ဒီ Google Map ကောင်းကောင်းလေးကြည့်တတ်ပြီးမှကားမောင်းတတ်တဲ့သူဆိုရင်အဆင်ပြေတယ် Google Map မကြည့်တတ်ဘူးဆိုရင်ဘာလို့ဆိုတော့လမ်းချိုးတွေကအရင်ကခက်တယ်ပေါ့နော်တချို့နိုင်ငံတွေဆိုရင်ဥပမာပိုလန်တွေဆိုရင်ကဘန်ကောက်အတိုင်းပဲပေါ့နော်အရင်ရှုပ်တယ်လူဦးရေလည်းအရင်များတဲ့နိုင်ငံတွေဆိုဒီမြေပုံမှာတော့မှတော်တော်လေးမောင်းရခက်တယ်ပေါ့နော်ဆိုတော့ကိုကမြေပုံအရင်အရေးကြည့်တတ်ဖို့အတွက်အရေးကြီးတယ်လို့ပြောပြချင်ပါတယ်ဒီဆွစ်ဇာလန်နိုင်ငံမှာဆိုရင်ညီမတို့ကဒီတာမန်ဒီယူရိုပခီးစင်မှာသုံးလို့ရတဲ့ SIM card တွေသူတို့နိုင်ငံမှာသုံးလို့မရပါဘူးသူတို့နိုင်ငံသွားမယ်ဆိုရင် eSIM အရင်ဆုံးထည့်ရတယ်ပြီးတော့ internet တွေကြိုတင်ပြီးတော့တို့တဲ့နိုင်ငံမှာသွားဖို့ရအတွက်ကြိုတင်ပြီးတော့ဖြည့်ထားရတာလေးရှိပါတယ်ညီမတို့အဲ့ဒါတွေဖြည့်ထားတဲ့အတွက်ကြောင့်ဆွစ်ဇာလန်မှာဒီကနေစထွက်မှာဆွစ်ဇာလန်နိုင်ငံဝင်လာတဲ့ internet တွေပြတ်သွားလို့ဒုက္ခရောက်ခဲ့ပါတယ်ဆိုတော့ကြိုတင်ပြီးတော့အဲ့နိုင်ငံကိုမသွားခင်မှာ eSIM နဲ့ခါရဲဒီပေးအရင်ဝယ်ထားပြီးမှမြေပုံတွေနဲ့ internet မွေးချင်ဘူးဆိုရင်မြေပုံတွေတခါရဲဒီဆွစ်ဇာလန်ရဲ့ map down ပြီးမှသွားမယ်ဆိုရင်ကောင်းပါတယ်လို့ပြောချင်ပါတယ်။အခုကတော့အခုချိန်မှာယူရိုပခီးစင်ကိုကားနဲ့ပြန်သွားမလားလို့မေးရင်ဒီမှာကတော့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ကားနဲ့သွားမယ်ဆိုရင်ကတော့မသွားချင်တော့ပါဘူး။ဘာလို့လဲဆိုတော့အရင်ပြင်ပန်းပါတယ်။ဒါပေမဲ့မတူညီတဲ့ experience တွေအများကြီးရတယ်။ဒါကတော့ first trip ဖြစ်တဲ့အတွက်ကြောင့်အရင်ကိုပြောခဲ့တယ်။ဘာလို့လဲဆိုတော့တော်တော်လေးဒီနှစ်ပတ်14ရက်အတွင်းမှာညီမတို့ကဒီနိုင်ငံပေါင်း9နိုင်ငံသွားတာဆိုတာတော်တော်လေးတော့မလွယ်တဲ့အရာတော့ဖြစ်ပါတယ်။ကြည့်ရင်ကတော့ဗီဒီယိုမှာကြည့်ရင်တော့အရန်ပျော်မှာပေါ့နော်ဒါပေမဲ့အပြင်မှာတကယ်ရမ်းပြင်ပန်းသွားတာအခုချိန်ထိပြင်ပန်းနေလို့လားမသိဘူးဗီဒီယိုလည်းစတိုက်မလုပ်နိုင်ဘူးပေါ့နော်ပြီးတော့ပေါ့နော်ဆွစ်ဇာလန်ကိုအရင်ဆုံးမသွားပါနဲ့ဒီလိုကိုကသွားချင်တယ်ဆိုရင်ဆွစ်ဇာလန်ကိုနောက်ဆုံးမှသွားပါလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဆွစ်ဇာလန်ကတကယ်ကိုအရန်နာပါတဲ့နိုင်ငံဖြစ်တယ်ကိုကဆွစ်ဇာလန်နိုင်ငံကိုသွားတာနဲ့တခါတည်း wow တွေဖြစ်သွားမှာဆိုတော့တခါတည်းတခြားနိုင်ငံသွားရင်ကိုယ့်အတွက်ဘာမှမလာတော့ဘူးဖြစ်သွားမှာအဲ့ဒါကြောင့်ဆွစ်ဇာလန်ကိုအရင်နောက်ဆုံးသွားတာခီးစဉ်ထဲမှာနောက်ဆုံးသွားတာအကောင်းဆုံးပါတခြားနိုင်ငံတွေအရင်သွားပြီးတော့ဆွစ်ဇာလန်ကိုနောက်ဆုံးသွားတာအကောင်းဆုံးပါညီမတို့ဆိုရင်ဆွစ်ဇာလန်ကို8နိုင်ငံမြောက်မှရောက်ခဲ့တယ်ဆိုတော့အဲ့အချိန်မှာရောက်တော့တော်တော်လေးလာတယ်ဇာနဲ့နေရာအရန်ပင်ပန်းတဲ့အချိန်မှာဆွစ်ဇာလန်မှာရောက်သွားတဲ့အတွက်ကြောင့်တော်တော်လေးစင်ပြေခဲ့တယ်မှာရောက်တဲ့ချိန်မှာတော့ဗီဒီယိုတော့ရိုက်ချင်တော့တော်တော်လေးပင်ပန်းသွားတယ်ပေါ့နော်ဆိုတော့ပြောချင်တာပါလဲဆိုတော့ဆွစ်ဇာလန်ကအရင်လာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတော့သွားချင်တယ်ဆိုရင်တော့နောက်ဆုံးမှသွားပါလို့ဒီ comment ပေးပါတယ်ဆိုတော့ဒါကတော့ညီမရဲ့ experience ပေါ့နော်ဒီယူရိုပခီးစင်ပတ်ခဲ့တဲ့ part 2လဲအများလောက်ဖြစ်ပါတယ်ပြီးတော့ခီးစင်ကတော်တော်လေးပြင်ပန်းတယ်ပြောရမယ်ဆိုရင်ပြီးတော့နောက်ဆုံးအချင်းချုပ်အနေနဲ့ပြန်ပြီးတော့ပြောရမယ်ဆိုရင် part 1 part 2ကတော့ညီမတို့ပြောင်းတဲ့ပြောင်းခံစားရခဲ့တဲ့အရာတွေကတော့အများကြီးရှိသေးတယ်ပေါ့နော်ဒါကတော့အကုန်လုံးတော့မဟုတ်ဘူးဒါကတော့ညီမတို့နည်းနည်းလေးဒီအရေးကြီးတဲ့ point လေးတွေပဲညီမပြောပြတာဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့တင်ငယ်ချင်းတွေနဲ့တွားချင်တယ်ဆိုရင်ကိုကပတ်စာနဲ့အရင်စုပြီးမှကိုကကားနဲ့တွားမလားအရင်နဲ့တွားမလားကိုယ့်ဘာကိုဆုံးဖြတ်ပါဒီဗီဒီယိုကိုအခုချိန်ထိကြည့်ရှုပေးနေသူအားလုံးကိုရဲမဲ့ကျေးဇူးတင်တယ်နောက်ရဲ့ဗီဒီယိုမှာညီမကောင်းဆုံးဗီဒီယိုတွေနဲ့တင်ပြချင်ပါတယ်အားရဲ့ဗီဒီယိုကိုကြည့်ရှုပေးနေသူအားလုံးကိုရဲမဲ့ကျေးဇူးတင်ပါတယ်နောက်ရဲ့ဗီဒီယိုတွေမှာအားလုံးနဲ့ပြန်လည်ပြီးတော့ဆုံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံး bye bye